အားလုံးမင်္ဂလာပါကျမတို့ဒီအလုပ်အကြောင်းနဲ့ပတ်သက်ရင်ကြတော့Facebook page မှာတင်တာများတယ်ပေါ့နော်များသောအားဖြင့်ကတော့ TikTok မှာကအလုပ်အကြောင်းနဲ့ကဒီတင်တဲ့ပုံစံလေးတွေတချင်းလေးတွေဒီလောက်ပဲတင်ဖြစ်တယ်ပေါ့နော်အခုကျမတို့ဒီ AAT fashion မှာဒီ8ရက်နေ့8 9 10 3ရက်ရှိပါသေးတယ်တင်တဲ့အပ်ချင်တဲ့လူတွေကိုကျမတို့ဒီမိုးရာသီအတွက်ပေါ့နော်မိုးရာသီအတွက်30%discount ပေးထားပါတယ်เนาะ8 9 10 3ရက်ရှိပါသေးတယ်တကယ်တင်တဲ့အပ်ချင်တဲ့လူတွေလာရောက်အပ်နိုင်ပါတယ်เนาะလူကြီးကြတော့ကျမတို့17လုံးကိုလူတယောက်အဲ့လိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လူကြီးတွေတော့အများကြီးလက်ခံလို့မရပါဘူးစက်ခုံပြရင်တော့ကျမတို့ဒီအပ်တာဟိုနဲ့တင်တဲ့အပ်လက်ခံတာကိုရက်လိုက်မှာဖြစ်ပါတယ်ဆိုတော့8 9 10 3ရက်ရှိပါသေးတယ်တင်နန်းကြောင့်အသေးစိတ်ကိုစုံစမ်းချင်တယ်ဆိုရင်တော့097651970114ကိုဖုန်းဆက်ပြီးတော့စုံစမ်းနိုင်ပါတယ်ရှင်နောက်ပြီးတော့နောက်တစ်ခုပြောချင်တာကကျမတို့ AAT fashion ရာဆိုရင်အမှတ်80ခွန်ရေကျော်လမ်းမှာညီညီတက်မင်္ဂလာတောင်မြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ်တင်နန်းကိုလာရောက်ပြီးတော့လေကိုယ်တိုင်ကိုကြားစုံစမ်းနိုင်ပါတယ်ရှင်ကျမကတော့ AAT Fashion Design School ရဲ့ Founder Designer အေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်